မော်လမြိုင်မြို့ကသူတွေအတွက်ဒီအရန်ကြိုက်လို့အမြဲစားပြစ်နေတဲ့တစ်ဆန်ဆိုင်လေးစီကိုအခုလိုမိုးရင်းကာလာအေးလေးမှာဒီကခေါ်သွားပြီးမှမဟုတ်လို့ဒီနေ့တူလိုက်ခဲ့ပေးကြပါဦးနော်တော့ဒီဆိုင်လေးမှာကမိုးရသည့် promotion လေးလည်းရှိတာဖြစ်တဲ့အတွက်မိုးကလည်းရွာတယ်ဆိုတော့ဒီကတစ်ဆန်ဆိုင်ကိုအပြေးသွားခဲ့တာပေါ့နော်ဆိုင်ရဲ့ promotion လေးတွေကလေ3ရက်တစ်ခါလောက်ကိုမတူအောင်အမျိုးမျိုးချပေးနေတာဖြစ်တဲ့အတွက်ဒီကတော့မိုးအေးလေးနဲ့လိုက်ဖက်မယ်ဝက်ခောက်ခင်တုံရန်ခောက်ဆွဲပြုတ်လေးကိုသွားစားခဲ့တာပါရှင်ဆိုရင်တော့ပေါ့နော်ဒီခောက်ဆွဲလေးက1000မကျော်ဘူးအခုကတော့တပွဲကို1100ဖြစ်သွားပြီပေါ့နော်ဒီခောက်ဆွဲလေးကိုဒီကဘဲချိတွေမှာလာစားဖြစ်လဲဆိုတော့ဒီနေလို့မကောင်းဘူးအဲ့လိုမျိုးအချိန်လေးပါဇက်ပြတ်တဲ့အချိန်လေးပြီးရင်စိတ်အခြေအနေတိတ်မကောင်းဘူးဆိုရင်လေဒီခောက်ဆွဲပြုတ်တပကံစားလိုက်ရရင်တော်တော်လေးအဆင်ပြေသွားရပေါ့နော်တစ်မျိုးကတော့တစ်ဆန်ဆန်ရောက်ရင်မမဖြစ်စားကြည့်ရမယ်မျိုးထမင်းပေါ့နော်ဒီမျိုးထမင်းလေးကမော်လမြိုင်တစ်မျိုးလုံးမှာဆိုရင်သူ့ဆိုင်မှာပဲရတဲ့မျိုးထမင်းလေးပေါ့နော်ဝက်ခောက်ခင်မျိုးထမင်းလေးပါသတင်းကောင်းလေးကတော့ဒီဝက်ခောက်ခင်မျိုးထမင်းလေးကတော့ဈေးမတက်သေးပါဘူးသူကတော့တပွဲကို9500ပါပဲရှင်ဘာဒီပါလဲဆိုတော့ဝက်ခောက်ခင်ပါတယ်ပြီးရင်တော့အသားလုံးကြော်လေးတစ်လုံးပါတယ်ပြီးရင်ရုပ်တီလေးနဲ့ပြောင်းမှုလေးနဲ့ထည့်ထားပြီးရင်တော့ဘဲဥတချမ်းပါတယ်ပေါ့နော်သူကတော့အခုလိုမျိုးငရုတ်စီစော်လေးနဲ့မျိုးထမင်းစော်လေးနဲ့တွဲဆိုင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ဒါလေးတွေကတော့လူကြီးတွေကြိုက်တဲ့မီနူးလေးလို့လည်းပြောလို့ရပါတယ်ဒီအမြဲစားဖြစ်တဲ့မီနူးလေးကတော့ဒီခဏကပြောခဲ့တဲ့တုံရန်ခောက်ဆွဲပေါ့နော်သူကတော့ဝက်ခောက်ခင်တုံရန်ခောက်ဆွဲမှာအသားလုံးတစ်လုံးပါတယ်ပြီးရင်တော့ဒီရမ်းကြိုက်တဲ့မုံကြီးတွေလည်းထည့်ထားပြီးရဲ့အသီးရွက်လေးလည်းပါတယ်ပေါ့နော်ပြီးရင်တော့ဝက်ခောက်ခင်ပါမယ်ဘဲဥတချမ်းထည့်ထားပြီးရဲ့သူ့ရဲ့တုံရန်ရတာလေးကအရန်စားကောင်းတယ်ဒီအရန်ကြိုက်တယ်ပေါ့နော်ခောက်ဆွဲသားကလည်းတုံလေးနဲ့အရန်ကြိုက်ပါတယ်ရှင်အဓိကပြောပြချင်တာကတော့သူ့ဆိုင်မှာအခုလိုမိုးရဒီမှာ promotion လေးတွေချပေးနေတဲ့အထဲမှာအခုဒီအရန်ကြိုက်တဲ့တပွဲ1100တန်းဝက်ခောက်ခင်တုံရန်ခောက်ဆွဲလေးကိုလည်း buy 3 get 1အနေနဲ့ promotion လေးချထားပေးတယ်ဒီတုံရန်ခောက်ဆွဲ promotion လေးကတော့ဒီလာမယ့်16ရက်နေ့အင်္ဂါနေ့ကနေစပြီးတော့3ရက်တီပေါ့နော် buy 3 get 1လေးပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဒီရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲတားပါ